မြန်မာနိုင်ငံမှာကိုယ်ပိုင်လုပ်ငန်းတစ်ခုစလျှော့ဖို့စဉ်းစားနေတဲ့သူတွေအတွက်ပေါ့နော်2017မြန်မာနိုင်ငံကုမ္ပဏီများဥပဒေထဲကအဓိကကျတဲ့အချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ဒီအကြောင်းအရာတွေကိုနားထောင်ပြီးသွားရင်တော့ကုမ္ပဏီတစ်ခုတရားဝင်တည်ထောင်ဖို့အတွက်ပါတယ်လို့အပ်လဲဆိုတဲ့အခြေခံအဆင့်တွေကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားမှတည်ချပါတယ်ကဲဒါဆိုအရင်ဆုံးအခြေခံအကြဆုံးမိကွန်းတစ်ခုနဲ့ဆက်လိုက်ကြတာပေါ့လုပ်ငန်းတစ်ခုတည်ထောင်ရမှာဆိုရင်ကုမ္ပဏီဆိုတာကိုဥပဒေအရဘယ်လိုအတိအကျသတ်မှတ်ထားသလဲဥပဒေရဲ့ပုံမှန် 4.1 V မှာတော့ရှင်းရှင်းလေးပဲဖွင့်ဆိုထားပါတယ်။ကုမ္ပဏီဆိုတာကမြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီဖွဲ့စည်းတည်ထောင်ပြီးတော့တရားဝင်မှပွင့်တင်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ဒါပေမဲ့ဒီအချက်ကတော့တကယ်ကိုအရေးကြီးပါတယ်။ဥပဒေပုံမှန်9ကတည်းအရာကုမ္ပဏီဆိုတာ၎င်းမှာပါဝင်တဲ့အဖွဲ့ဝင်တွေနဲ့တီချဖြစ်တဲ့ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုပါ။ဆိုလိုတာကကုမ္ပဏီဟာသူ့ကိုပိုင်ဆိုင်တဲ့သူတွေနဲ့လုံးဝတီချစီရက်တည်နေတဲ့တရားဝင်ပုဂ္ဂိုလ်တို့လိုပါပြီဒီချက်ကဘာလို့အရေးကြီးလဲဆိုတော့လုပ်ငန်းမှာအကျွေးတင်တမ်းမျိုးတွေဖြစ်လာရင်ပိုင်ရှင်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုပါထိခိုက်မဲ့အန်ဒီယန်တွေကာကွယ်ပေးနိုင်လို့ပါပဲဟုတ်ပြီဒီနေ့မှာတော့ကုမ္ပဏီဆိုတာဘာလဲဆိုတာကနေစပြီးတော့ကုမ္ပဏီအမျိုးအစားတွေအကြောင်းတည်ထောင်သူတွေအတွက်မဖြစ်မနေလိုအပ်တဲ့အချက်တွေကုမ္ပဏီတစ်ခုရဲ့တရားဝင်လုပ်ပိုင်ခွင့်တွေနဲ့ကုမ္ပဏီရဲ့စီမင်းစာအုပ်ဖြစ်တဲ့ဖွဲ့စည်းပုံအကြောင်းတွေကိုအဆင့်လိုက်လေ့လာသွားကြပါမယ်ကဲပထမဆုံးအဆင့်ကိုအရင်ကြည့်လိုက်ကြရအောင်လုပ်ငန်းတည်ထောင်သူတယောက်အနေနဲ့အရင်ဆုံးဖြတ်ရမှာကတော့ကိုလုပ်ငန်းအတွက်ဘယ်လိုကုမ္ပဏီအမျိုးအစားကအသင့်တော်ဆုံးဖြစ်မလဲဆိုတာပါပဲအဓိကအဖြစ်တော့ရွေးချယ်စရာကုမ္ပဏီအမျိုးအစားနှစ်မျိုးရှိပါတယ် private company နဲ့ public company ပါ private company မှာဆိုရင်ဖွဲ့ဝင်ဦးရေအများဆုံး90ပဲရှိရမယ်လို့ကန့်သက်ထားပြီးများပြည်သူကို share ရလောက်ပဲကြဖို့ဖိတ်ခေါ်ခွင့်မရှိပါဘူး public company မှာကျတော့အဖွဲ့ဝင်ဦးရေကန့်သက်ချက်မရှိဘူးပြီးတော့အများပြည်သူကို share ရရောင်းချပြီးယင်းဒီမြုပ်နှံမှုတွေခေါ်ယူနိုင်မှာနောက်တစ်ဆင့်ကတော့တာဝန်ယူမှုပုံစံကိုရွေးချယ်ရမှာပါပုံစံ၃မျိုးရှိပါတယ်ပထမတစ်ခုကအစုရှယ်ယာထင်တာဝန်ကန့်သက်ထားတဲ့ကုမ္ပဏီပါဒါကကိုယ်ပိုင်ဆိုင်တဲ့ share တန်ဖိုးအတွက်မပေးရသေးတဲ့ငွေပမာဏကိုပဲတာဝန်ယူရတာဖြစ်ပြီးမြန်မာနိုင်ငံမှာအထုံးများဆုံးပုံစံပါပဲဒုတိယတစ်ခုကခံဝင်ချက်ဖြင့်တာဝန်ကန့်သက်ထားတဲ့ကုမ္ပဏီဒါကတော့ကုမ္ပဏီကိုဖျက်သိမ်းတဲ့အခါအဖွဲ့ဝင်တွေကပေးပါမယ်လို့သဘောတူထားတဲ့ပမာဏကိုပဲတာဝန်ယူရတာပါနောက်ဆုံးတစ်ခုကတော့တာဝန်ကန့်သက်မထားတဲ့ကုမ္ပဏီဖြစ်ပြီးအဖွဲ့ဝင်တွေရဲ့တာဝန်ယူမှုကအကန့်အသတ်မရှိပါဘူးကုမ္ပဏီမျိုးစားလဲရွေးချယ်ပြီးပြီဆိုတော့မှတ်ပုံတင်မှုအတွက်မဖြစ်မနေလို့အချက်တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒါကတော့တီထောင်သူတိုင်းအတွက်အစစ်စေရမယ့်အစရင်တစ်ခုလိုပါပဲဥပဒေပေါ်မှာ၄ကအရာကုမ္ပဏီတိုင်းမှာမဖြစ်မနေရှိရမယ့်အချက်6ချက်ရှိပါတယ်အဲ့ဒါတွေကတော့ကုမ္ပဏီနာမည်တစ်ခုဖွဲ့စည်းပုံစီမင်းအနည်းဆုံးရှေ့ရတစ်ခုအနည်းဆုံးအဖွဲ့ဝင်တဦးအနည်းဆုံးဒါရိုက်တာတဦးနောက်ပြီးတော့မြန်မာနိုင်ငံထဲမှာရှိတဲ့တရားဝင်ရုံးလိပ်စာတစ်ခုလိုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဒါရိုက်တာလိုအချက်နဲ့ပတ်သက်ပြီးတော့အားလုံးသိထားတဲ့အရန်ကိုအရေးကြီးတဲ့စီမင်းတစ်ခုရှိနေသေးတယ်အထူးသဖြင့်နိုင်ငံခြားကနေလာတဲ့တီထောင်သူတွေတို့အစုပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒါကတော့ကုမ္ပဏီမှာရှိတဲ့ဒါရိုက်တာတွေထဲကအနည်းဆုံးတဦးဟာမြန်မာနိုင်ငံမှာအမြဲတမ်းနေထိုင်သူဖြစ်ရမယ်ဆိုတဲ့အချက်ပါဥပဒေအရအမြဲတမ်းနေထိုင်သူဆိုတာကတနစ်မြင်းကြီး12လအတွင်းမှာအနည်းဆုံးရက်ပေါင်း183ရက်နိုင်ငံတွင်းမှာနေထိုင်သူကိုဆိုလိုတာဖြစ်ပါလေ Public Company တွေတက်ဆိုရင်တော့ဒီစီမင်းတွေကပို့ပြီးတော့တင်ကျက်ပါသေးတယ်သူတို့မှာအနည်းဆုံး Director 3ဦးရှိရမယ်အဲ့ဒီထက်ကအနည်းဆုံး2ဦးဟာမြန်မာနိုင်ငံသားဖြစ်ရမယ်ပြီးတော့အဲ့ဒီမြန်မာနိုင်ငံသား Director ဟာနိုင်ငံတွင်းမှာအမြဲတမ်းနေထိုင်သူလည်းဖြစ်ရမယ်ကဲဒီလိုအပ်ချက်ဒီအားလုံးကိုပြီးမိပြီတရားဝင်မပုံတင်ပြီးသားပြီဆိုရင်တော့ဘာတွေချစ်လာမလဲကုမ္ပဏီတစ်ခုအနေနဲ့တရားဝင်ဘာတွေလှုပ်ဆောင်နိုင်တယ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်အစမှာပြောခဲ့သလိုပါပဲကုမ္ပဏီဆိုတာတိကျရက်တည်နေတဲ့တရားဝင်ပုဂ္ဂိုလ်တစ်ခုဖြစ်တဲ့အတွက်သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ကင်ဆောင်ရွက်နိုင်တဲ့လုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်ဥပဒေအရကုမ္ပဏီခုမှာအရေးကြီးတဲ့လုပ်ပိုင်ခွင့်တွေအများကြီးရှိပါတယ်ဥပမာလုပ်ငန်းတစ်ခုကိုလုပ်ကင်နိုင်တယ်ရင်းနှီးမြှုပ်နှံမှုအတွက် share တွေထုတ်ဝေနိုင်တယ်သူ့ရဲ့ပိုင်ဆိုင်မှုကိုအပေါင်ထားပြီးချင်းငွေလိုမျိုးအာမခံရယူနိုင်တယ်နောက်ပြီးကုမ္ပဏီခွဲတွေကိုပိုင်ဆိုင်တဲ့ holding company ဖြစ်လဲရည်တည်နေပါတယ်ဆိုလိုတာကကိုကုမ္ပဏီအောက်မှာတခြားကုမ္ပဏီတွေကိုထပ်ပြီးပိုင်ဆိုင်နေတာမျိုးပေါ့အခုနောက်ဆုံးအတိကကြောင်းရဖြစ်တဲ့ကုမ္ပဏီရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအကြောင်းကိုဆက်လိုက်ကြရအောင်ဒါကိုကုမ္ပဏီရဲ့စည်းမျဉ်းစာအုပ်ဆိုပြီးတင်စားခေါ်လို့ရပါတယ်ဖွဲ့စည်းပုံကိုအခြေခံစည်းမျဉ်းဆိုတာကတော့ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေကိုထိန်းချောင်းပြီးတော့အဖွဲ့ဝင်တွေရဲ့အခွင့်အရေးနဲ့တာဝန်တွေကိုသတ်မှတ်ပေးထားတဲ့အခြေခံအကြားဆုံးစာရွက်စာတမ်းတစ်ခုပဲဖြစ်ပါတယ်ဒီစည်းမျဉ်းစာအုပ်ရဲ့တရားဝင်အာဏာတက်ရောက်မှုနဲ့ပတ်သက်ပြီးပထမတစ်ချက်ကတော့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဟာကုမ္ပဏီကိုယ်တိုင်ကို
တရားဝင်စီးနှောင်ထားတာပါပဲ ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးအဲ့ဒီစီးနှောင်မှုက company ကိုတာမကပဲအဖွဲ့ဝင်တူဦးချင်းစီကိုပါအကျုံးဝင်ပါတယ် ဥပဒေပုံမှန်17ကမှာဒီအချက်ကိုတော်တော်လေးရှင်းအောင်ဖော်ပြထားပါတယ်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဟာအဖွဲ့ဝင်တဦးချင်းစီကလက်မှတ်ရေးထိုးပြီးစည်းမျဉ်းပါပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာပါမယ်လို့သဘောတူညီချက်ပေးထားတယ်လို့မျိုးတရားဝင်စည်းနှောင်မှုရှိလေလို့ဆိုထားပါတယ်ပြောရရင်တော့အဖွဲ့ဝင်အားလုံးလက်မှတ်ထိုးထားတဲ့စာချုပ်တစ်စောင်လိုပါပဲ ဒါပေမဲ့လုပ်ငန်းလည်ပတ်လာတာနဲ့အမျှဒီစီးမြင့်တွေကိုပြောင်းလဲဖို့လိုအပ်လာရင်ရောဘယ်လိုလုပ်ကြမလဲ အဖြေကတော့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုအထူးဆုံးဖြတ်ချက် special resolution လို့ခေါ်တဲ့တရားဝင်မဲခွဲဆုံးဖြတ်တဲ့လုပ်ငန်းစဉ်နဲ့ပြင်ဆင်လို့ရပါတယ် အထူးဆုံးဖြတ်ချက်ဆိုတာဘာကိုဆိုလို့တလဲဥပဒေအရအထူးဆုံးဖြတ်ချက်တစ်ခုအတည်ထစ်ဖို့ဆိုရင်မဲဖေးပိုင်ခွင့်ရှိတဲ့အဖွဲ့ဝင်အားလုံးရဲ့လီပုံ3ပုံဒါမှမဟုတ်85ရာခိုင်နှုန်းရဲ့ထောက်ခံမဲလို့အပ်ပါတယ်ဒါကဘာကိုပြတယ်လဲဆိုတော့အရေးကြီးတဲ့ပြောင်းလဲမှုတွေအတွက်တာမန်အများစုရဲ့သဘောတူညီချက်ချက်ပို့ပြီးခိုင်မာတဲ့ထောက်ခံမှုလိုအပ်တဲ့ဆိုတာကိုပါပဲ အဆုံးတန်အနေနဲ့ပြောရရင်တော့တရားဝင်ဖွဲ့စည်းပုံဆိုတာကအစပြောချင်းတစ်ခုမျှတာဖြစ်ပါတယ်အဓိကအရေးကြီးဆုံးမေးခွန်းကတော့ဒီဖွဲ့စည်းပုံကဘယ်လိုလုပ်ငန်းမျိုးကိုအားကောင်းအောင်လုပ်ဆောင်ပေးနိုင်မှာလဲဆိုတာပါပဲ